ရေးတဲ့သပင်းဖြူတာတွေကတော့တဲ့တက်တာသွားပြီးပျောက်သွားပြီးတဲ့နောက်ပြင်မဲ့ဒါပေမဲ့နည်းနည်းတော့ရတယ်တဲ့ဘာလို့လဲမသိဖြေးပေးပါအောင်ဆိုပြီးတော့မှန်ထားတဲ့မှန်လေးပေါ့နော်ဒီမှန်ကလေးကိုဒေါ်လဲကလေမပြန်ပေးတာမဟုတ်ဘူးသိလားလိုက်ရှာသေးတယ်လိုက်ရှာလို့မရနိုင်မယ်နဲ့အခုကမှဗီဒီယိုပြင်ထောက်လိုက်ကမှမြင်သွားတာပေါ့နော်မြင်သွားမှာအိုးဒီမှန်ထားတဲ့မှန်လေးကကြားလာပြီပဲဆိုပြီးတော့အခုမှပြန်ရတာပေါ့နော်ဒါပေါ့နော်မလဲတော့ဆိုလို့ရှိရင်ဒီမှာကြည့်ခေါင်းကိုဆိုလို့ရှိရင်အရင်ကစားအကုန်လိမ့်တာတထုပ်ကိုဖြောလိုက်ပြီဆိုရင်လေအရေးကုန်းသွားတယ်မလားအရေးကုန်းသွားရင်အထက်ကအဖတ်တွေကစားအကုန်လုံးလင်းပြစ်တာအရင်ကစားပေါ့လိင်းပြစ်တာအဲ့လိုမျိုးရားတဲ့ရန်နာချင်းတွေကတော့လုံးဝမရှိဘူးနောက်ဘူးတခုထူးခြားတက်တာလာတာကတော့ဘာလဲဆိုတော့ငါကဆိုထိတ်ကြီးကွက်နေရပေါ့နော်အဲ့ထိတ်ကွက်တဲ့နေရအမြဲတမ်းလိမ့်တဲ့ခါမှာအတိတော့မလဲလိမ့်တဲ့အရာတွေပေါ့နော်အများကြီးဝင်ကြည့်လို့ရတယ်ဒီထဲမှာလည်းဗီဒီယိုတွေအများကြီးရှိရဲတော့6ကျ9ကျကြအောင်စသက်ပြီးသွားပြီပေါ့နော်အဲ့ဆိုအရင်ဖြူးတဲ့အကွက်တဲ့ဟာတွေတောင်ပြန်ပြီးတော့ပေါက်လာတဲ့အစင်းတွေပေါ့ဒါကတော့အရင်စလိမ့်တော့ဗီဒီယိုလေးပေါ့နော်ဒါလေးကိုပြထားတာပေါ့နော်ဒီလိုအရင်ကစားလိမ့်နေရရချင်းနေမရှိဘူးတခုတော့ရှိမယ်ဘာလဲဆိုတော့ဒီလိုစောင်းတွင်းမှာကတချို့ဆိုဘောက်တွေပါတယ်ရှိလိမ့်မယ်အဲ့ဒါတွေတောင်တက်တာတယ်ပေါ့နော်ဒီခိုင်းချိန်မှန်မလေးကတခုကတော့ဘာလဲဆိုရင်ကိုယ့်ရဲ့ data ရဲ့ရေပေါ့နော်ရေမတက်ရင်လည်းဖြစ်တတ်တယ်နောက်ပြီးတော့ကိုသုံးနေတဲ့ခေါင်းလျှော်ရည်တို့ဘာတွေသုံးမိတယ်လဲပေါ့အဲ့ဒါတွေမှလည်းမတက်ရင်လည်းဖြစ်တတ်တယ်ဘာလို့ဆိုတော့ဒေါ်လဲတို့သုံးတာကမလဲလို့ပဲပြောလိုက်မယ်နော်မလဲတို့သုံးတာကဘာလို့ဆိုတော့9ကြိမ်မြောက်ရှိနေပြီလေဒီမှာတက်တော်ထဲမှာလည်းအမြဲတမ်းကိုသုံးပြတဲ့အခါတွေကိုအမြဲတမ်းပြတယ်ပေါ့နော်အမြဲတမ်းလိမ့်ပြီးတော့ပြတယ်အဲ့လိုရားရညင်းနေတော့မရှိဘူးပေါ့နော်အဲ့ဆိုတော့ရေနဲ့ခေါင်းလျှော်ရည်နေမှာပဲစိုက်လိုက်မယ်လို့ပဲထင်နေပေါ့နော်ဘာလို့ဆိုကိုတိုင်းကလည်းကိုတိုင်းကလည်းသုံးပြီးမှရောင်းတာအမြဲတမ်းလက်တွေ့သုံးပြနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ရားရညင်းနေတော့မရှိဘူးနော်တခုတော့ရှိတယ်ဒီပေါ့ဒီညီမလေးလားမောင်လေးလားသူကတော့သပင်ဖြူတာတွေကတော့ကောင်းသွားပြီအဆင်ပြေသွားပြီလို့တော့ပြောတယ်ပေါ့နော်ဝမ်းသာပါအဲ့ဒါအတွက်လေဝမ်းသာပိုင်းနောက်တစ်ခုတော့ရှိရဲကိုယ့်ရဲ့သုံးတဲ့ရေလေးတက်မတက်လေးတော့ပြန်ပြီးတော့စစ်ပေးပါစစ်ကြည့်ပါလို့ပြောချင်ပါတယ်ရှင်ရေမတက်ရင်လည်းဖြစ်တတ်သလိုခေါင်းလျှော်ရည်မှာတကယ်လို့ဓာတုဆေးရည်နဲ့ဘာရည်နဲ့အဲ့လိုမျိုးပါတယ်ဆိုလို့ရှိရင်ဒါကြီးလည်းမပြောတတ်ဘူးပေါ့နော်ခေါင်းလျှော်ရည်မှာပါမယ်ဆိုနေဒါတွေကရားတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့စိတ်ချယုံကြည်စွာနဲ့သုံးပေးပါလို့ပြောချင်ပါတယ်ဒါမှလည်းကတော့အမြဲတမ်းသုံးပြနေတဲ့အရာပါတက်တော့မှလည်းအမြဲတမ်းတုံးပြတယ်လို့အခုဆိုရင်အထုပ်900တောင်ရောင်းရတယ်เนาะအထုပ်900တောင်တော့ကဲကိုလက်နဲ့တစ်လကို900ဆိုဘေတော့အခါမှာဘယ်ပစ္စည်းပဲကန်တစ်လ900လုံးဝကိုမရောင်းခဲ့ရဘူးပေါ့နော်ဒီခိုင်ကလေးကတော့အထုပ်ကလေးပြလိုက်တာနဲ့ကိုလူကြိုက်တဲ့သူတွေကတအားများတယ်အဲ့ဒါကြောင့်အခုဆိုရင်ထုပ်900တောင်ရောင်းရတယ်တစ်လတည်းနဲ့နော်တစ်လတည်းနဲ့နော်900ရောင်းရတာနော်အဲ့လိုမျိုးပြခြင်းနဲ့ဒါကြောင့်မလို့တကယ်လို့အဲ့ဒီဝယ်တဲ့သူတွေကလည်းရရင်ပြန်ပြောမှာပေါ့နော်မလဲအခုလို့ဆိုရင်တော့ဘာအကြောင်းမှမပြောကြဘူးပေါ့နော်ဘေးကနေဝယ်တာလေညီမလေးကနော်ဒါလေးလည်းပြောသွားပေးပါအားလုံးကိုကျေးဇူးတင်ပါ